အားလုံးပဲမင်္ဂလာပါ United Fan Area မှာညီကိုတို့အားလုံးကိုပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ share ပြီးလုပ်သွားပေးခြင်းတဲ့အကြောင်းလေးကတော့ Manchester United အသင်းကနေထွက်ခွာတော့မဲ့ကစားသမား2ယောက်ရဲ့အကြောင်းကိုပဲဖြစ်ပါတယ်ဒီကစားသမား2ယောက်ကဘယ်သူဖြစ်မလဲဆိုတာကတော့တစ်ချက်ကြည့်အောင်ပေါ့နော်ပထမတစ်ယောက်ကတော့ Alejandro Garnacho ပဲဖြစ်ပါတယ်ဒီကစားသမားကတော့အသင်းကတေချာပေါက်ကျင်းတွေကိုထွက်မဲ့ကစားသမားပါသူ့ကို CA ဘက်ကလည်းသူ့ကိုခံရမှုတွေရှိတယ်လို့ဒီစပိန်ဘက်ကလည်းသူ့ကိုခံရမှုတွေရှိတယ်ဒါပေမဲ့ကစားသမားကိုယ်တိုင်ပရီးမီးယားလိမှာပဲဆက်ကစားခြင်းနဲ့ပေါ့နော်အဲ့တော့ကြောင့်သူ့ကိုစပါတို့ Aston Villa တို့အခြားကလပ်တွေဖြစ်တဲ့စပါ Aston Villa ပြီးတော့နောက်ပြီးတော့ Newcastle အသင်းတို့ကလည်းသူ့စိတ်ဝင်စားနေရပေါ့နော်သူကိုယ်တိုင်ကလည်းအခြားလိကိုပြောင်းမှာထက်ပေါ့နော်ဒီပရီးမီးယားလိကိုပဲသူပြန်လည်ကစားခြင်းရပေါ့နော်အဲ့တော့ကြောင့်ဂါနာချူကတော့ Manchester United အသင်းကနေထွက်ခွာမယ်ဒါပေမဲ့သူ့အနေနဲ့တခြားလိတွေပြောင်းရွှေ့ကစားဖို့စိတ်ဆန္ဒတော့မရှိဘူးပေါ့နော်ပြောချင်တာကဒီအင်္ဂလန်ပရီးမီးယားလိမှာပဲပြန်ထပ်ပြီးတော့ကျင်းလည်အောင်မယ်လို့လည်းသိရပါတယ်နောက်တစ်ယောက်ကတော့အန်တိုနီဆန်တိုပဲဖြစ်ပါတယ်သူကတော့ဗတ်တစ်အသင်းမှာတွားရကစားပြီးတော့ဗတ်တစ်မှာခြေစမ်းပြနိုင်တဲ့ကစားသမားတစ်ဦးဖြစ်ပြီးတော့သူကလည်း Manchester United အသင်းကနေထွက်ခွာနိုင်တယ်လို့လည်းသိရပါတယ်ဗတ်တစ်အသင်းကသူ့ကိုခေါ်ယူဖို့နောက်ထပ်ပြီးတော့အငား100စီနဲ့မဖြစ်မနေဝယ်ယူခွင့်ဆိုပြီးတော့စာချုပ်ကိုချုပ်ပြီးတော့ပေါ့နော် Manchester United အသင်းကနေခေါ်ယူခြင်းနေရပေါ့နော်အဲ့တော့နီကိုလိုင်လည်း Manchester United ကိုဆွန့်ခွာပြီးတော့သူရဲ့ဒီငားချထားတဲ့အသင်းဒီစပိန်ခြေဆိုင်ကလပ်ဖြစ်တဲ့ဘတ်တစ်အသင်းကိုသူတွားရောက်ကစားခြင်းနေပေါ့နော်ညီကိုတို့ရောဘယ်လိုမြင်လဲဒီကားသမား2ယောက်ကိုတကယ်ပဲရောင်းထုတ်တင်လားဒါမှမဟုတ်အသင်းမှာဆက်ပြီးတော့ထိန်းထားစေခြင်းလားညီကိုတို့ရဲ့အမြင်လေးကို sharing ပေးကြပါဦးကျွန်တော်ရဲ့ United Fan Area ဆိုတော့ YouTube Facebook TikTok မှာဝင်အောင်အားပေးကြပါဦးတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်ညီကိုတို့ရေ